အောက်ချင်းငှက်ထီးတွေဟာသူတို့ရဲ့ဇနီးတွေကိုတစ်ခေါင်းထဲမှာပိတ်လောင်ထားပြီး6လကြာတဲ့အထိအပြင်ပေးမထွက်ပါဘူးထူးဆန်းတာကငှက်မလေးကလည်းအဲ့ဒီလိုအပိတ်လောင်ခံရဖို့ကိုသဘောတူကြည့်ပြနေတာပါပဲရန်သူတွေရဲ့အန္တရာယ်ကနေသူတို့ရဲ့ရင်သွေးလေးတွေကိုကာကွယ်ဖို့အတွက်အတိုက်အဖြစ်သုံးမဲ့တစ်ခေါင်းပေါက်လေးထဲမှာသူမကိုပိတ်ထားလိုက်တာဖြစ်ပါတယ်အောက်ချင်းငှက်ထီးဟာရွှွန့်ဈေးတွေကိုတစ်ခေါက်ပြီးတစ်ခေါက်တည်ယူလာပြီးအထက်ကငှက်မလေးကတော့သူမရဲ့တတွေးနဲ့ရောဆက်ကနှုတ်သီးလေးပဲထွက်ရုံအပေါက်လေးတစ်ခုကလွဲလို့ကျန်တဲ့တစ်ခေါင်းဝတစ်ခုလုံးကိုပိတ်ပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ငှက်မလေးဟာသူမရဲ့အမွှေးတွေကိုတစ်ခုချင်းစီနှုတ်ပြီးတစ်ခေါင်းချမ်းပြင်မှာအတိုက်ဖြစ်ခင်းချင်းပါတော့တယ်ဒါဟာတကယ်ကိုနာကျင်ရပေမဲ့နောက်ထပ်6လအထိသူမပြန်တန်းဖို့မလိုတော့တာကြောင့်အမွှေးတွေကိုစတေးလိုက်တာပါဒီလိုနဲ့သူမဟာမှောင်မိုက်နေတဲ့တစ်ခေါင်းလေးထဲမှာတားပေါက်တွေနဲ့အတူတဝက်တစ်ပြက်ပိတ်လောင်ချင်းခံလိုက်ရပါတယ်ဒါပေမဲ့သူမအထီးကျန်မှနေပါဘူးသူမနဲ့တားငယ်လေးတွေအတွက်လိုအပ်တဲ့အစာအလုံးကိုအပြင်ကနေစောင့်ရှောက်နေတဲ့သူမရဲ့ကျင်းဖော်ထီစီကနေပဲရရှိတာဖြစ်ပါတယ်အောက်ချင်းငှက်တွေဟာတသက်မှာတလင်တမယားစနစ်ကိုပဲကျင့်သုံးကြတာပါတခါရွေးချယ်ပြီးရင်တော့သူတို့ရဲ့တစ္ဆာတရားကတည်တည်အထိပါပဲဒီစတေးမှုကတစ်ဖက်သက်မဟုတ်ပဲနှစ်ဦးနှစ်ဖက်ပေးဆက်ကြတာဖြစ်ပါတယ်6လတာကာလပတ်လုံးအထီးဖြစ်သူဟာအပေါက်လေးကနေတဆင့်သူ့ဇနီးတွေစီအတီးအနှံတွေပို့ပေးဖို့ခောက်တုံးခောက်ပြန်တန်းနေရပါတယ်ဒါပေမဲ့ခက်တာကကိုဝင်ရှိနေတဲ့အောက်ချင်းငှက်မလေးတွေဟာအစားအသောက်အရန်ကြီးကြက်တတ်ပါသေးတယ်။သူမယူလာတဲ့အစာကိုမကြိုက်ရင်အပြင်ကိုပြန်ထွေးထုတ်ပစ်တတ်ပါတယ်။သူမဘလောက်ပဲပိုက်ဆာနေပါစေမကြိုက်ရင်မစားပါဘူး။ဒါပေမဲ့လည်းအောက်ချင်းငှက်အထီးဟာတစ်ချိန်တစ်ခါမျှစိတ်မပြတ်ပဲညှဉ်းညူခြင်းမရှိပါဘူး။ကိုဝင်ဆောင်ရတာဘလောက်ခက်ခဲလဲဆိုတာသူနားလည်ပြီးသူမရင်ဆိုင်နေရတာတွေကိုသူကလေးစားပါတယ်။သူဟာတခြားအပင်တွေစီထက်မှန်ပြန်တန်းပြီးသူမတကယ်စားခြင်းနဲ့အသီးကိုရှာဖွေပေးလိမ့်ရှိပါတယ်။ဒီတစ်ခါတော့သူမစားသုံးလိုက်ပြီးသူမရဲ့မျက်လုံးတွေထဲမှာကျေးဇူးတင်တဲ့အရေးအယောင်တွေကိုမြင်တွေ့နိုင်ပါတယ်။ဒါကိုမြင်ရတဲ့အခါငှက်ထီးကလည်းသူပင်ပန်းသမျှခရီးစဉ်တိုင်းဟာသူ့ဇနီးနဲ့သားသမီးတွေအတွက်တန်ဖိုးရှိတယ်ဆိုတာကိုခံစားမိနေတာပါ။သူမအတွက်အာဟာရပိုမိုပြည့်ဝစေဖို့အတွက်သူဟာဖမ်းရခက်ခဲတဲ့အင်းဆက်ပိုးမွားတွေကိုလည်းရှာဖွေကျွေးမွေးပါတယ်။သူကိုယ်တိုင်တကောင်မှမစားပဲဇနီးတဲ့စီကိုပဲအကုန်ပို့ပေးတာပါ။ဒီလိုပေးဆက်မှုမျိုးကသူမကိုဘယ်လောက်ချစ်လဲဆိုတာပြသနေတာပါပဲ။ဒီအတော်အတွင်းမှာတော့အထက်ကငှက်မလေးဟာမောင်မိုက်ချင်းမြောင်းတဲ့တစ်ကောင်းထဲမှာတိတ်ဆိတ်စွာနဲ့ဥတွေကိုစိတ်ရှည်လက်ရှည်ဝတ်နေခဲ့ပါတယ်။တကယ်လို့ငှက်ထီးကအစာမလာကျွေးတော့ရင်ဘာဖြစ်မလဲလို့မေးစရာရှိလာပါတယ်။ဒါပေမဲ့မစိုးရိမ်ပါနဲ့အောက်ချင်းငှက်ထီးဟာဒီလိုတစ်ကောင်းနဲ့မပိတ်ခင်ကာလရှည်ကလေးကသူ့ရဲ့တစ္ဆာရှိမှုကိုသက်သေပြခဲ့ပြီးသားပါ။သူတို့ချစ်တင်းနှင်းတော့တဲ့ကာလတုန်းကလင်းတို့ကူတစ်ခုရဲ့အပေါက်မှာသူတို့ဆုံတွေ့ခဲ့ကြပါတယ်။အဲ့ဒီမှာငှက်ထီးကသူ့ရဲ့အရေးချင်းကိုသက်သေပြဖို့အတွက်အသက်ရှင်နေတဲ့လင်းတို့တကောင်ကိုဖမ်းပြီးသူမကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒါဟာမင်းကိုငါလုပ်ကျွေးနိုင်တယ်လို့ပြောလိုက်တာပါပဲ။တစ္ဆာရှိမှုကသူတို့ရဲ့သွေးထဲမှာကိုပါဝင်နေတာမို့ငှက်မလေးအနေနဲ့သူ့ရဲ့ဂတိကဝတ်အပေါ်တန်တရားဝင်စရာမလိုပါဘူးဒါကကျွန်ုပ်တို့အတွက်တော့ထူးဆန်းနေမှာဖြစ်ပေမဲ့အောက်ချင်းငှက်တွေရဲ့ကဘာမှာတော့ဒါဟာအချစ်ရဲ့အမြင့်မြတ်ဆုံးတက်တည်ပြချက်တစ်ခုပါပဲသူမတစ်ခေါင်းထဲမှာပိတ်လောင်လိုက်တဲ့စက္ကန့်ကလေးကသူဟာနေတိုင်းရောက်လာပါတယ်စင်ကြေတွေနားရက်တွေမရှိပါဘူးသူမကအစာကိုညှင်းပယ်ရင်တောင်မှသူကစိတ်မဆိုးပဲကိုကောင်းတာကိုပဲထပ်ရှာပေးပါတယ်ပြီးတော့ငှက်မလေးကလည်းကလေးတွေအတွက်နဲ့ဒီမောင်မိုက်တဲ့နေရာမှာ6လလုံးအပြုံးမပြတ်နေထိုင်ခဲ့ပါတယ်အောက်ချင်းငှက်တွေဟာတစ်ခါလက်တွဲပြီးရင်ထောင်ရပါပဲသူတို့ဟာအဖော်ဘယ်တော့မှမလဲကြပါဘူးတကယ်လို့တကောင်ကောင်တေဆုံးသွားခဲ့ရင်ကျန်တဲ့တကောင်ကလည်းအစာမစားတော့ပဲအသေးခံပြီးအဖော်နောက်ကိုလိုက်သွားတတ်ကြပါတယ်